အားလုံးမင်္ဂလာပါကျွန်တော်တို့ Universal ရှာမယ်တူကိုခံပါကျွန်တော်ဒီတစ်ခါမှာအဖွဲ့ဝင်တွေကို3686ဆိုပြီးတော့စူပူးရဲ့ပြီးရင်သူတို့ကိုPremium Break ပေါ့နော်93 Break နှစ်ပတ်ဒီပြင်အခွင့်အရေးချမ်းသေးတယ်အဲ့ဒါအောင်ထားရပေါ့နော်ပြီးဆိုရင်တစ်ဖက်စာကလည်းဒီ free တင်ပေးထားတဲ့ Telegram မှာအများနဲ့တစ်ဖက်စာ free တင်ပေးထားရလဲပြီးရင်ပြမယ်ပေါ့နော်အဲ့ဒါလည်းအောင်သွားပြီပြီးဆက်ပေးထားတဲ့ဒီ23ရက်နေ့မှာဆက်ပေးထားတဲ့93 chain ရဲ့3539ပိုင်3539 break ကအဲ့ဒါလေ24ရက်နေ့မှာတစ်ခါ35ဆိုပြီးတော့တစ်ခါရှင်းတော့ဆင်းသွားပြီပေါ့နော် main quest နဲ့ပေါ့နော်အဲ့ဒါရှိမယ်ပြီးနောက်တစ်ခါကျတော့ကျွန်တော်36ဆိုပြီးတော့တင်းကနေမနေ့ track time မှာကျွန်တော်4ပိုင်နဲ့5 break ဆိုပြီးတော့ပေးထားတဲ့အဲ့ထဲမှာ1 4ဆိုရင် main quest လည်းပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေကျွန်တော် channel မှာတင်ထားခဲ့တယ်အဲ့ဒါလေလာသွားပြီးနောက်တစ်ခါကျတော့ဒီမနေ့ဒီနေ့ပေါ့နော်ဒီနေ့မှာကျွန်တော်ဒါကတော့အကုန်လုံးမပေးဖြစ်ဘူးဒါအဖွဲ့ဝင်တွေပဲပေးလိုက်တယ်ပေါ့နော်1683ဆိုပြီးတော့အခွေပေါ့နော်အဲ့အခွေကိုဒီနေ့လည်းရတယ်ပြီးမနက်ဖြန်မှာကျွန်တော်တို့ဘာမနက်ဖြန်မှာကဲပေါက်ပေါ့နော်မနက်ဖြန်ကဲပေါက်တစ်ခုထပ်ပေးထားသေးတယ်အဲ့ဒါမနက်ဖြန်လာမလားပေါ့နော်4ရက်စတိုက်တော့အဖွဲ့ဝင်တွေရောဒီ free ပေးထားတဲ့ဟာတွေရောလာနေတာပဲပေါ့နော်မနက်ဖြန်မှာလည်းကျွန်တော် Telegram မှာတင်ထားတယ်ကဲပေါက်ကမနက်ဖြန်လာသွားမလားပေါ့နော်စောင့်ကြည့်မယ်ပေါ့နော်သုံးလုံးခွေကိုတော့အဓိကပေးထားပြီပေါ့နော်ဒီလို Telegram channel မဝင်ရသေးဘူးဆိုရင်ကျွန်တော်အခုဒီ post မှာဒီ post comment မှာကျွန်တော် link ချပေးထားမယ်ပေါ့နော်အဲ့ဒီ link လေးကနေတစ်ဆင့်ဝင်ပြီးတော့ Telegram channel ကို join ပြီးတော့ဝင်ကြည့်ပေးပေါ့နော်အဲ့မှာကျွန်တော်တင်ထားပေးပါတယ်အားလုံးမနက်ဖြန် main quest နဲ့အပိတ်လာပါစေ